皆さんこんにちはအားလုံးပဲမင်္ဂလာပါဝင်မှာဒီဗီဒီယိုလေးမှာတော့ခိုင်ပေါ့နော်ခယူတနည်းအားဖြင့်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့စကားလုံးလေးတွေကိုတင်ပြပေးသွားပါမယ်အဲ့တော့ပြီးခဲ့တဲ့ဗီဒီယိုရဲ့အဆက်ကပေါ့နော်ပြီးခဲ့တဲ့ဗီဒီယိုမှာ6လုံးအခုဗီဒီယိုမှာတော့6လုံးပေါ့နော်အစ17လုံးပဲရှိရလို့ပြောခဲ့ပေမဲ့နောက်ထပ်တစ်လုံးထပ်တွေ့တာကြောင့်12လုံးဖြစ်သွားပါတယ်အဲ့တော့ဒီဗီဒီယိုမှာက6လုံးအဆက်ကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့အရင်ဗီဒီယိုမှာပြောခဲ့သလိုပဲ F5 မှာတင်ခဲ့ရတဲ့ Kai Q ဆိုတာကဒီ level အမြင့်ရောက်လာတဲ့အခါမှာငွေကြေးနဲ့သက်ဆိုင်တဲ့စကားလုံးတွေမှာတင်ရတာပါအဲ့တော့ပထမဆုံးတစ်လုံးအနေနဲ့ဒါ N2 စကားလုံးလေးလည်းဖြစ်တယ်လက်ရှိမှာလည်းအသုံးများတဲ့ edit delete တစ်လုံးကိုပြပြပါမယ်အဲ့ဒါကဘာလဲဆိုရင်မီးနေကတော့ N4 လောက် N4 and 3လောက်ထဲကတော့ကြက်ဖူးတယ်ပေါ့နော်သူကခါရှိခိုကြီးလို့အတန်ထွက်ပါတယ်သူကခါရှိခိုကြီးဆိုတာကဒီထူးကြွတာထက်မြက်တာပြီးယောက်ျားလေးတွေပေါ့နော်ထက်ထက်မြက်မြက်ထွတ်ထွတ်ကြွကြွရှိယောက်ျားလေးတွေကိုခါရှိကိုဆိုပြီးတော့အဲ့လိုမျိုးသုံးပါတယ်ပေါ့နော်သူကသူများနဲ့ပေါရင်သူ့ရဲ့အုံရော်မီကခံလို့ဖတ်ပါတယ်သူ့ရဲ့ဂျူကူကော်လေးကဘာလဲဆိုရင်ခံမေးပါခံမေးလို့ဖတ်ပါတယ်ပညာရှိရဲဆိုတဲ့အတိတ်ပဲပါပညာရှိရဲပညာရှိရဲထက်မြက်တယ်ပေါ့နော်အဲ့တော့သူ့ကိုမှတ်နည်းလေးပြပြပါမယ်အဲ့တော့အခုကဒီခယူးအစိပ်ပိုင်းပါတယ်ငွေကြေးအစိပ်ပိုင်းပါတယ်စကလုံးလေးတင်နေရဆိုတော့အဲ့ဒီခယူးအစိပ်ပိုင်းကတော့တေချာပေါက်ပါမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီအပွားအစိပ်ပိုင်းလေးဒီအပွားအစိပ်ပိုင်းလေးကဒီအမှုတန်းဆိုတဲ့အဓိပ္ပာယ်ပါသူကဒီအစိပ်ပိုင်းလေးကပေါ့နော်အမှုတန်းပေါ့နော်သူ့ကိုရှင်းဒါမှမဟုတ်ရင်ဂျင်းလို့ဖတ်လို့ရပါတယ်ဒီဟာတွေကမမှတ်နိုင်မမှတ်နဲ့ပေါ့နော်ရှင်းပြတဲ့အတွက်နည်းနည်းလေးလိုအပ်လို့ထည့်ပြောတာပါသူကသူ့ကိုအမှုတန်းလို့မှတ်ပါမယ်နောက်ဆန်တို့မင်းနှင်းကြက်ပူတဲ့ဒိုင်းချင်းဆိုပြီးတော့လေဒိုင်းချင်းဆိုရင်တော့ဝင်ကြီးဆိုတဲ့အတိတ်ပဲပါဒိုင်းချင်းဆိုရင်မြန်မာလိုတော့ဝင်ကြီးလားပါလားမသိပေမဲ့အဲ့လိုမျိုးကြီးတဲ့နေရာမှာတုံးတာပေါ့နော်ဒိုင်းချင်းဆိုပြီးတော့ပြောရဲပေါ့နော်အဲ့တော့အမှုတန်းလို့မှတ်ရင်ရပါတယ်အဲ့တော့အမှုတန်းအနောက်ကကြတော့ဒီမာတာဆိုရင်နောက်ထပ်ခန်းစီလေးရဲ့အောက်ကခရုငွေကြီးပေါ့နော်အဲ့တော့ဒီအရင်ခစ်ကိုပြန်တွေးလိုက်မယ်ဘရင်ခစ်မှာပေါ့နော်ဒီငွေကြေးနဲ့ဘန်နာကြီးနဲ့ပတ်သက်ပြီးတော့ဒီစီမံခန့်ခွဲရတဲ့သူတွေကဒီပညာရှိတွေအသိပညာတက်မြောက်ပြီးတော့သူများထက်ကျွမ်းကျင်တဲ့သူတွေကိုဒီငွေကြေးစီမံခန့်ခွဲခိုင်းနေပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးလေးနဲ့မှတ်ပါမယ်အမှုတန်းဒါလေးကအမှုတန်းလို့မှတ်မယ်အမှုတန်းအဲ့ဒီအမှုတန်းကဒီငွေရေးကြေးနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲရတာကအဲ့ဒီအမှုတန်းကဘာဖြစ်နေလို့လဲဆိုရင်ဒီ cash ကိုဖြစ်လို့သူကညံကောင်းတယ်ထက်မြက်တယ်အသိပညာရှိလို့အဲ့ဒီအမှုတန်းကဒီငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဂျူကူကောလေးကလည်းခမ်းမေးဆိုပြီးတော့နာမည်ကြီးရဲ့အဲ့ဒါလေးကိုလည်းမှတ်ထားရမယ်အဲ့တော့နောက်တစ်ခုကကြတော့ဒုတိယစလုံးလေးကခိုးဆိုပြီးတော့ဖတ်တယ်ပေါ့နော်ခိုးဆိုပြီးတော့ဖတ်တယ်သူ့ရဲ့ဂျူကူကောလေးကလေလုံးဝဒီဒုတ်ကိုင်းတို့ဒီ N2 level N3 N2 N1 ဒီပေါ့နော်ဒီဂျူကူကောလေးကတော်တော်များများတွေ့ရတယ်သူကဘလို့အတန်ထွက်လဲဆိုရင်ခိုး new လို့အတန်ထွက်ပါတယ်ခိုး new အဲ့တော့မင်းဆန်တို့ N5 N4 level တော့ဝယ်သည်ဆိုရင်ခဥဆိုတဲ့ခ emas ပေါ့နော် verb ကိုသုံးခဲ့တယ်အဲ့တော့ N2 level အနေနဲ့ကဒီခဥထပ်ပို့ပြီးတော့N2 level အနေနဲ့ကဘာသုံးလဲဆိုရင် co new zero ဆိုတဲ့ verb ကိုသုံးပါတယ် where you သည်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ तू က co new ဝယ်တယ်ဆိုတာဘာနဲ့ဝယ်ရလဲဆိုရင်အဓိကပတ်စံနဲ့ဝယ်ရတာလေအဲ့အတွက်ပတ်စံခန်းကြီးရတော့ဒီခယူပေါ့နော်ဒီငွေကြေးခန်းကြီးရတော့မဖြစ်မနေပါမယ်ပြီးရင်သူ့ရဲ့အစိပ်ပိုင်းတိဆောက်ပုံလေးကိုခွဲပြပါမယ်အဲ့တော့အရှိမဝယ်ယူတယ်ဆိုတော့ဒီပတ်စံငွေကြေးခန်းကြီးလေးပါမယ်ပြီးရင်သူ့ရဲ့အနောက်ကအစိပ်ပိုင်းလေးကအရေးကြီးပါတယ်နှစ်3ဒီလိုအစိပ်ပိုင်းလေးပါအဲ့ဒီအစိပ်ပိုင်းလေးကဘာလို့ဆိုလို့လဲဆိုရင် तू ကဒီရှုပ်ထွေးနေတဲ့အရာတွေပေါ့နော်ပစ္စည်းတွေအများကြီးရှုပ်ထွေးနေတဲ့အရာတွေကဘာဖြစ်နေရလဲဆိုရင်စုပုံနေတာရှုပ်ထွေးနေတဲ့အရာတွေကစုပုံနေတာဆိုရင်ဒီခန်းကြီးလေးပေါ့အနောက်ကဒီအနီရောင်နဲ့ဆွဲပြထားတဲ့ခန်းကြီးလေးကိုသုံးပါတယ်အခုတော့အစိမ်းရောင်လေးနဲ့ဝိုင်းလိုက်မယ်ပေါ့နော်သူကရှုပ်ထွေးနေတာတွေစုပုံနေတာပစ္စည်းအများကြီးစုပုံနေတာဆိုရင်ဒီအနောက်ကခန်းကြီးလေးနဲ့သုံးပါတယ်ဒီ N2 level ရောက်လာရင်လေ N2 level မှာဒီအနောက်ကခန်းကြီးပါတဲ့ခန်းကြီးစလုံးလေး
4 လုံးဒါမှမဟုတ်5 လုံးလောက်ရှိရပေါ့နော်အဲ့ဒီစာလုံးကလေအရန်အသုံးများပြီးတော့အရန်မေးပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတီးတန့်လုပ်ပြီးတော့တင်ပေးပါမယ်အဲ့ဒါကဒီ N2 level ဒုတ်ကိုင်းနေမှာဒီခန်းကြီးအတန်ထွက်တွေမှာကောဒီစိတ်မြင့်နေမှာပေါ့အရန်အမေးများတဲ့ခန်းကြီးလေးပေါ့နော်ဒီအစိပ်ပိုင်းလေးမြင်မှသတိရတယ်အဲ့တော့ဒီအစိပ်ပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတက်နဲ့ခွဲတင်ပေးပါမယ်အဲ့တော့စောင့်ကြည့်ကြပါစောင့်ဗီဒီယိုတင်တဲ့ခါကျရင်စလုပ်ပေါ့နော်အခါကျရင်ဆောင်းမွေးမှာတိုးချင်တဲ့တိုးမှာပေါ့အဲ့တော့အခုလောလောဆယ်ကတော့အချင်းချုပ်ပဲရှင်းပြပါမယ်အဲ့တော့ဒီစလုံးလေးကိုဒီဗီဒီယိုမှာကရှုပ်ထွေးတဲ့အရာတွေစုပုံနေလို့အရင်မှတ်ထားပေးပါအဲ့တော့ဈေးဝယ်တဲ့အခါကျရင်အဲ့လိုမျိုးဘယ်လိုပြောမလဲဈေးဝယ်တယ်ဆိုတာကဒီဆိုင်မှာရောင်းတဲ့ပစ္စည်းတွေအများကြီးတွေကမှကိုနဲ့ကိုက်ညီမယ်ကိုနဲ့တင့်တော်မယ်အကောင်းဆုံးအရာကိုကိုကရွေးချယ်ပြီးဝယ်ယူရတာလीအဲ့တော့ဝယ်ယူတယ်ဘယ်လိုဝယ်ယူလဲဆိုရင်ပတ်စံနဲ့ဒီပစ္စည်းတွေအများကြီးစုပုံထားတဲ့တရားမှာဝယ်ယူတယ်ဆိုပြီးတော့မှတ်ပါမယ်အဲ့တော့ခိုးလို့ဖတ်ပါတယ်သူ့ရဲ့အွန်ရော်မီလေးကလည်းလုံးဝအရေးကြီးရပေါ့နော်ဒီအစိပ်ပိုင်းလေးပါတာနဲ့ခိုးလို့ဖတ်ပါမယ်စာမေးပွဲမှာဒီအနောက်ကအစိပ်ပိုင်းပါတာနဲ့ခိုးလို့ဖတ်ပါမယ်အရှိကဒီ radical လေးတွေပဲပြောင်းမယ်အနောက်ကဒီအစိပ်ပိုင်းလေးပါတာနဲ့သူ့ရဲ့အွန်ရော်မီကခိုးဆိုပြီးတော့ဒီမှတ်ထားလို့ရပါတယ်အဲ့တော့လောလောဆယ်ဒီအစိပ်ပိုင်းလေးပါရင်ခိုးဆိုတာကိုမှတ်ထားပေးပါနောက်ထပ်သူနဲ့ပတ်သက်ပြီးအကျယ်တဝင်းကနောက်ထပ်ဗီဒီယိုမှာထပ်ရှင်းပြပေးပါမယ်အဲ့တော့နောက်ထပ်နှလုံးဆက်သွားရအောင်အဲ့တော့နောက်ထပ်နှလုံးမှာနံပါတ်30ကိုအရင်ပြောပါမယ်ခုနကဝယ်သည်ဆိုတော့အခုတခါကတော့ရောင်းမယ်ပေါ့ဝယ်ပြီးသွားရင်ပြန်ရောင်းမယ်ပေါ့အဲ့တော့ရောင်းတာကတော့ तू ကဗာလဲဆိုရင် hand buy ဆိုပြီးတော့မိနာဆန်တို့ N5 လောက်တည်းကတီးခဲ့တဲ့ G2 hand buy key အလိုလျောက်ဈေးရောင်းဆက်ပေါ့နော် तू hand buy လို့ဖတ်တယ် G2 hand buy key မှာပါတဲ့ hand buy လေးပေါ့နော်အဲ့တော့ဒါလေးက N3 လောက်တည်းကတွေ့ဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီခန်းကြီးတွေအကုန်လုံးစုလိုက်တဲ့အခါမှာဒါလေးကိုပါပြန်ပြီးပြောလိုက်ပါမယ်အဲ့တော့ तू ကရောင်းနေဆိုတာလဲဘာလို့ဖို့လဲပတ်စံလိုချင်လို့ရောင်းတာပဲလေဝယ်ရင်လဲပတ်စံရောင်းရင်လဲပတ်စံ तू ကကြတော့ရောင်းနေဆိုတော့ဥမာကွာဆိုင်ဖွင့်မယ်ပေါ့ဆိုင်ဖွင့်လို့ပစ္စည်းတွေရောင်းတဲ့အခါမှာဒီနေ့ရောင်းမကုန်တဲ့ပစ္စည်းတွေကိုမလွတ်ပြစ်ဘူးလေဥမာအစားအသောက်ဆိုရင်တော့တစ်မျိုးပေါ့ဥမာမပုတ်မတိုးတဲ့ပစ္စည်းတွေရောင်းမယ်ဆိုရင်ဒီနေ့ရောင်းမကုန်တာတွေကိုမနှက်ဖြန်လေးထပ်ရောင်းမယ်မနှက်ဖြန်ရောင်းမကုန်လဲတပတ်ကထပ်ရောင်းမယ်နောက်ထပ်ထပ်ရောင်းမယ်ပေါ့အဲ့အတွက် तू ဟာဒီအမိုးအောက်ထဲမှာမာတာဆိုတဲ့နောက်ထပ်ဆိုတဲ့စကားလုံးလေးပါပါမယ်ဒီခတာခဏနုလေးက तू မာတာနောက်ထပ်ဆိုပြီးတော့အတိတ်ပဲရတယ်ပေါ့နော်အဲ့တော့ရောင်းနေဆိုတာလေပတ်စံလိုချင်လို့မကုန်တဲ့ပစ္စည်းတွေကိုထပ်ရောင်းမယ်ဆိုပြီးတော့မှတ်ထားပါမယ်အဲ့တော့နံပါတ်6လေးပြန်သွားမယ်ပေါ့နော်နံပါတ်6ကကျတော့ haru ဆိုတာက harimat ဆိုတဲ့ verb ကနေ verb ပေါ့နော်သူကကတ်တီဆိုတဲ့အဓိပ္ပာယ်ကော်ရီပိုင်းနဲ့ကတ်တယ်နေရန်မှာကတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါသူ့ရဲ့အွန်ရော်မီကချောလို့ဖတ်တယ်ပေါ့နော်သူ့ရဲ့ဂျူကူကော်လီကချောဖူဆိုပြီးတော့ဖတ်ပါတယ်ကတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဟာရုလည်းတုံးတယ်ချောကိုလည်းတုံးတယ်ပေါ့နော်အဲ့တော့နှစ်မျိုးလုံးကိုမှတ်ပါမယ်အရင်ဆုံးသူ့ရဲ့ခွန်းရော်မီနဲ့အွန်ရော်မီကိုအရင်မှတ်ပါမယ်ကိုကရုပ်ချောတယ်ကွာကိုကရုပ်ချောတဲ့ခါကျရင်ကိုနာမှာဥမာကိုကယောက်ျားလေးဖြစ်ရင်ကိုနာမှာကောင်မလေးကတ်နေရပေါ့ကိုကမိန်းကလေးဖြစ်ရင်ကိုနာမှာယောက်ျားလေးတွေကကတ်နေရပေါ့ဘာဖြစ်လို့လဲဆိုရင်ကိုကရုပ်ချောလို့ကိုရဲ့အနာမှာလူတွေကတ်နေရပေါ့အဲ့တော့ချောတယ်ကတ်တယ်ဆိုရင်သူ့ရဲ့အွန်ရော်မီကချောလို့မှတ်ပါမယ်အဲ့တော့ तू ကတော့သူ့ရဲ့ခန်းကြီးအထိပ္ပယ်နဲ့ပတ်စံနေရတော့နည်းနည်းတော့မဆိုင်ဘူးပေါ့နော်။ तू ကတ်တယ်ဆိုတာကဒီနေရံမှာကတ်တာတို့ကော်နဲ့ကတ်တာတို့အထိပ္ပယ်ပါ။ဒါပေမဲ့သူ့ခန်းကြီးလေးကိုမှတ်မိအောင်ဘယ်လိုမှတ်မလဲဆိုရင်ကို့မှာပတ်စံရှင်ကို့အနာကိုလူတွေလာကတ်ကြတယ်။ဒါလက်တွေ့ပဲ။ကို့မှာပတ်စံရှိလာတဲ့အခါမှာပတ်စံခန်းကြီးလေးရှိမယ်။ပတ်စံရှိလာတဲ့အခါမှာတစ်ချက်နဲ့အပေါ်ကတစ်ချက်ပေါ့နော်အပေါ်ကတစ်ချက်ကတော့ခတာခဏတိုလေးနဲ့တူတယ်ပေါ့အဲ့တော့ခတာခဏတိုတယ်မှာကိုကပတ်စံရှိရကိုကစိတ်အရန်တိုတက်တယ်ဒါပေမဲ့ကိုကပတ်စံရှိတဲ့အခါကျတော့ကိုစကားပြောချင်တဲ့သူတွေရောကိုနာကိုကတ်ချင်တဲ့သူတွေရောရှိရပေါ့ဘယ်လိုပြန်မှတ်မလဲဆိုရင်ကိုကပတ်စံရှိတဲ့အခါကျတော့ကိုကစိတ်တိုတက်တယ်တခုခုဆိုစိတ်တိုတယ်စိတ်မရှိဘူးဒါပေမဲ့ကိုကပတ်စံရှိတော့ကိုနာကိုရုပ်ချောတဲ့သူတွေရောစကားပြောချင်တဲ့သူတွေရောလာကတ်နေကြတယ်ပေါ့အဲ့လိုလေးမှတ်လိုက်ရင်ခွန်းရော်မီရောအွန်ရော်မီရောသူ့ရဲ့ဆွဲချက်လေးရောမှတ်မိမယ်လို့ထင်ပါတယ်နောက်ထပ်နှလုံးသွားပါမယ်နောက်ထပ်နှလုံးကဒီနေ့အတွက်နောက်ဆုံးခန်းကြီးလေးနှလုံးဖြစ်ပါမယ်
အဲ့တော့နံပါတ်7ကတော့မာဆူရှိဆိုတာကဆင်းရဲမွေးတည်သောဆိုတဲ့အတိတ်ပဲပါမင်းတို့သူ့ရဲ့ဂျူကူကော်လေးကိုကြားဖို့မယ်ထင်တယ်သူ့ရဲ့ဂျူကူကော်ကဘာလဲဆိုရင်ဘင်းပိုးဆိုပြီးတော့လေအန်3ခန်းကြီးလောက်မှာတွေကကြက်ရပါတယ်ဘင်းပိုးဆိုပြီးတော့ဆင်းရဲမွေးတည်သောဆိုတဲ့အတိတ်ပဲပါဆင်းရဲမွေးတည်တာဘင်းပိုးဆိုတဲ့ခန်းဒီ vocabulary ကိုအန်3လောက်ထဲကကြက်ရတယ်ပေါ့နော်အဲ့ဒီဘင်းပိုးကကြတော့ဒီရင်းနေတယ်ပေါ့သူ့မှာနောက်ထပ်နာမည်ကြီးတဲ့ဂျူကူကော်လေးတစ်လုံးရှိပါသေးတယ်အဲ့ဒါဘာလဲဆိုရင်ဟင်းခွန်းပါဟင်းခွန်းလို့ဖတ်ပါတယ်အနောက်ကခွန်ကခိုးမတို့ဒုက္ခရောက်တယ်ဆင်းရဲမွဲတင်ဒုက္ခရောက်တယ်လေဆင်းရဲလို့ပြောရတယ်ဆိုတာသိပြီးတော့မရှိဘူးကွာဆင်းရဲတနည်းနဲ့တော့ဟိုတမျိုးတော့ဒုက္ခပူပင်ရတဲ့တောကဆိုတာရှိတယ်အဲ့တော့ဟင်းကွန်းဆိုရင်ဆင်းရဲတယ်တောကရောက်တယ်အကျက်တွေ့ရဆိုပြီးတော့အတိတ်ပဲရပါတယ်အဲ့တော့ဘင်းပိုးကိုចောင်းသားတော်တော်များများတည်တယ်ဟင်းကွန်းကိုမသိဘူးပေါ့နော်အဲ့တော့ကိုရီးယားတည်အောင်ဒါပါဒီဟင်းကွန်းဆိုတဲ့စလုံးလေးပါထည့်မှတ်ပါမယ်အဲ့တော့သူ့ခန်းကြီးကလွယ်လေးပဲသူကမှတ်နည်းကလွယ်လေးပဲအပေါ်မှာဘာဖြစ်လဲဆိုရင်ဒီဝါခဲတို့ပေါ့နော်ခွဲသည်ဆိုတဲ့အဓိပ္ပာယ်ခွဲဝေတယ်ဆိုတဲ့အဓိပ္ပာယ်အောက်ကကြတော့ဗာလေးလဲဆိုရင်ပတ်စံငွေကြေးခယူအဲ့တော့ဒီစလုံးလေးကခွဲရတယ်ပေါ့နော်ဥမာရတဲ့ပတ်စံလေးကိုဒီအိမ်စီရိတ်စားစီရိတ်အိမ်စီရိတ်စားစီရိတ်ကြောင်းစီရိတ်အဲ့လိုမျိုးဈေးအမျိုးခွဲရတယ်ဒါမှမဟုတ်လေဒီစလုံးလေးကဘလို့မှတ်လို့ပို့လဲဆိုရင်ဒီခယူပေါ့ခယူဆိုတာသေးတယ်လေဟုတ်တယ်မလားဒီခယူသေးလေးကိုတော့ခွဲဝေစားလောက်တဲ့ဒီစင်းရဲမွေးတည်တယ်ပေါ့ဒီလိုခယူလေးနဲ့မှတ်လိုက်တာပို့ပြီးတော့အဆင်ပြေမဲ့ထင်ပါတယ်အဲ့တော့အဓိကဒီစလုံးလေးကမာစုရှိစင်းရဲတယ်ပြီးရင်သူ့ရဲ့ဂျူကူကောဖြစ်တဲ့ဟင်းခွန်းဆိုတဲ့ဒီဂျူကူကောလေးကိုပါတွဲပြီးတော့မှတ်ရပါမယ်ဘင်းပိုးကတော့လူတိုင်းသိရပေါ့နော်ဟင်းကွန်းဆိုရင်တိတ်ပြီးတော့မသိဘူးပေါ့နော်အဲ့အတွက်ဟင်းကွန်းကိုပါမှတ်ရပါမယ်နောက်ထပ်နံပါတ်7စကားလုံးလေးကနည်းနည်းလေးမြင့်နေပေါ့နော်သူကဟင်းလို့ဖတ်တယ်သူ့ရဲ့အဓိပ္ပာယ်ကဧည့်သည်ကွာဧည့်သည်ကိုတို့ N4 N3 လောက်ဆိုရင်အိုချာကုဆာမလို့ပြောရမလားအိုချာကုဆန်ချာကုဆာမလို့ပြောတယ်ဒီဟင်းကလည်းသူကဧည့်သည်ဆိုတဲ့အဓိပ္ပာယ်ပါသူကဧည့်သည်မှာမှသူက VIP ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပုံမှန်ဧည့်သည်ထက်လုံးကနည်းနည်းအရေးကြီးရဲ့ဧည့်သည်တို့ပြီးရင်ဥမာကိုယ်နိုင်ငံကိုပေါ့တခြားနိုင်ငံကဒီတန်တမန်တို့ဝင်ကြီးတို့ဘာလို့ဧည့်သည်အဖြစ်နဲ့လာတဲ့အခါမှာဟိုတုံးတယ်ပေါ့နော်အဲ့လိုအချိန်ဒီမှာတုံးတဲ့ခန်းကြီးလေးပေါ့နော်သူကဧည့်သည်ထပ်ပို့ပြီးတော့ VIP ဆိုတဲ့အတိတ်ပဲအရေးကြီးရဲ့ဧည့်သည်ပေါ့အဲ့တော့သူ့ရဲ့မှတ်နည်းလေးကကြတော့ဘယ်လိုမှတ်ကြမလဲဆိုရင် screen ဘယ်လိုဆွဲမရအဲ့တော့သူ့ရဲ့ဆွဲချက်လေးကိုနည်းနည်းခွဲပြမယ်ပေါ့နော်သူကဒီအမိုးအောက်လေးပါတယ်ပြီးရင်ဒီနေရာလေးကF5 မှာတင်ရတဲ့စကုနိုင်နဲပါတော့ဆိုရယ်ခန်းကြီးလေးနဲ့ဆင်နေပေါ့နော်နဲပါတယ်အောက်ကကြတော့ပတ်စံပေါ့ငွေကြေးနဲ့သက်ဆိုင်တဲ့ခယူခန်းကြီးလေးအဲ့တော့ဧည့်သည်ဆိုတာကကို့အမိုးအောက်ထဲကိုကိုယ့်ရဲ့ဆိုင်ဆိုတဲ့အမိုးအောက်ထဲကိုလာတဲ့သူကနော်ဒါလေးကစကုနိုင်နဲပါတော့နည်းနည်းလေးပဲဝယ်တယ်ဆိုရင်တော့ပတ်စံနည်းလေးနဲ့ဝယ်တယ်ဆိုရင်တော့ဒါကို့အတွက်အရေးကြီးရဲ့ဧည့်သည်ပဲဥမာတချို့တွေရှိရလေတချို့ဆိုင်ဝန်ထမ်းတွေကအဲ့လိုဟိုဆိုင်သွားလို့ကိုယ့်ရဲ့ပုံစံဟိုအိမ်နေပုံစံလေးနဲ့ပြင်ရင်လည်းပတ်စံဟိုဈေးနေတာလေးပဲဝယ်တယ်ဆိုရင်တချို့ဝန်ထမ်းတွေကတချို့ပြောရနော်အကုန်မဟုတ်တချို့ဝန်ထမ်းတွေကအဲ့လိုကိုယ်လိုမျိုးဧည့်သည်လို့မမြင်မဲနဲ့တိတ်ပြီးစကားမပြောချင်တာတို့အဖက်မလုပ်ချင်တာတို့ရှိရပေါ့နော်ဒါပေမဲ့အဲ့လိုဟာမှားတယ်ဆိုတာဘာလဲဆိုရင်ကိုယ့်ရဲ့ဆိုင်ကတကူးတကလာပေးရဲ့အတွက်သူနည်းနည်းလေးပဲဝယ်ရင်တော့နည်းနည်းလေးပဲသူ့မှာပတ်စံနည်းနည်းလေးပဲသုံးရင်တော့မှဒါကိုယ့်အတွက်ကအရေးကြီးတဲ့ဧည့်သည်ပဲလို့မှတ်ပါမယ်အဲ့လိုမျိုးလေးမှတ်ရင်မှတ်မိမယ်လို့ထင်ပါတယ်ဒီစလုံးလေးက N2 level ပေါ့နော်မြင့်တဲ့စကားလုံးတွေမှာပါပါတယ်တိတ်ပြီးတော့ဖတ်စာအုပ်ထဲမှာမတွေ့ရဘူးပေါ့နော်အဲ့တော့ဒီစလုံးလေးကိုလည်းမှတ်နည်းလေးကလွယ်တာကြောင့်တစ်ခါရေးမှတ်ထားလိုက်ပါအဲ့တော့ဒီခိုင်ခယူငွေကြေးခန်းကြီးပါတဲ့ N2 စကားလုံးလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာနောက်ထပ် read ရဲ့အသစ်လေးနဲ့ပြန်တွေ့ပါမယ်နားမလည်ရရှင်မိပါကြောင်မသားနေ bye bye